ကျွန်တော်ပြင်ဆင်ပြီးပါပြီကျွန်တော်သွားတော့ပါမယ်ခဏနေကျွန်တော်ကြောင်းရောက်တော့မယ်ကျွန်တော်ဟိုကားဘောကတ်တွေပါရတော့မရိုက်တော့ဘူးတခါရဲကျွန်တော်ဒီကြောင်းမှာတခါရဲစင်ပေါ်ဟွာပြတဲ့ဟောပဲတခါရဲဟွာပြတော့ကားပေါ်မှာရိုက်ဖို့အသိအစင်မပြေတော့အားကြောင့်သွားတော့မနော်ပြင်ဆင်ဖို့ရည်ပြင်မမူဝဲရမြရွာသွန်းလို့နေမလားစိတ်ထဲအိမ်မရနေညတွေကုန်လုံးပြီးသွားရင်မမြဲရင်မိုးဆက်တွေချိန်ကုန်လို့သွားရင်ငါချင်တဲ့ဒီရင်တွေကရင်ကိုစူးလို့ခဏနေကျွန်တော်ဆိုတော့မယ်အဲ့ဆိုတော့မယ်ဝဲတော့ရောက်တယ်နားလေးဆိုမနော်နောက်ကောင်းလေးတော့ပါစားတော့မယ်ပြီးတော့ကျွန်တော်ရှိပါသေးတော့ဆိုကျွန်တော်ဆိုကြနေတာပဲချိန်ကုန်တော့ပါရင်ငါရှင်ရဲ့ဒီရင်နဲ့ငါထားတဲ့ခါကျစားစီပစ္စည်းပါဒီလိုထားတဲ့မှာစင်ပြေမလားလောဆန်ရဲ့ဘူမဲစိနဲ့ဝေးခံတာဆိုရာမဲတော်မလို့ဘူးလားနောက်တစ်နေ့အားလုံးနဲ့ပြန်ပြောဆောင်ရပါသေးတယ်ကျွန်တော်ဒီခါနဲ့ဒီချင်းလေးနဲ့ပဲကျွန်တော်နှုတ်ဆက်ခဲ့ပါတယ်ဗျအားလုံးတက်တာ